Apple နဲ့ Samsung က smartphone ဈေးကွက်မှာနံပါတ်1နေရာကိုရဖို့အပြင်းထန်ပြိုင်ဆိုင်နေကြတာဒါတော့မှသူတို့ကကမ္ဘာဈေးကွက်ရဲ့20%လောက်ပဲပိုင်ဆိုင်ရတယ်ဒါပေမဲ့ကမ္ဘာမိုဘိုင်းဖုန်းဈေးကွက်ရဲ့90%လောက်ထိကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ Empire ကြီးတစ်ခုကုမ္ပဏီကြီးတစ်ခုရှိခဲ့တယ်ဒီလောက်ထိအောင်မြင်နေခဲ့တဲ့ Empire ကြီးကအချိန်9နှစ်အတွင်းမှာပြိုကျပျက်စီးသွားလိမ့်မယ်လို့ဘယ်သူကထင်မလဲနောက်ဆုံးမှာကုမ္ပဏီမပြိုကွဲသွားဖို့အတွက်ကုမ္ပဏီကိုပြန်ပြီးတော့ရောင်းချလိုက်ရတယ်သူရဲ့ iconic ဖြစ်တဲ့ ringtone ကိုကျွန်တော်တို့ကောင်းကောင်းကြီးသိကြတယ်ကျွန်တော်တို့မသိခဲ့တာက Nokia တည်ဆုံးသွားရတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတာပဲကျွန်တော်ဒီဗီဒီယိုမှာ Nokia ရဲ့အတက်ကျအချိုးကွေတွေကိုတင်ဆက်ပေးမှာဖြစ်တယ်တကယ်တော့ Nokia ရဲ့အစကမိုဘိုင်းဖုန်းတွေမဟုတ်ခဲ့ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း160လောက်ကဖင်လန်နိုင်ငံမှာ paper millစက်ကူစက်ရုံလေးကနေစခဲ့တာနောက်ပိုင်းမှာတော့လော်ဘာဖနက်တွေတာယာတွေကေဘယ်ကြိုးတွေအီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်ခဲ့တယ် Nokia ဆိုတဲ့နာမည်ကလည်းသူတို့ရဲ့ဒုတိယမြောက်စက်ရုံတည်ဆောက်ခဲ့တဲ့ Nokia Vilta ဆိုတဲ့မြစ်ကိုအစွဲပြုတ်ပြီးတော့ပေးထားတာ1990ခုနှစ်အစောပိုင်းမှာကုမ္ပဏီရဲ့ CEO တဦးဖြစ်တဲ့ဂျွန်မာအော်နီလာကစွန့်စားမှုကြီးတစ်ခုကိုယူခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့သူတို့ရဲ့လော်ဘာနဲ့ကေဘယ်ကြိုးလုပ်ငန်းတွေအားလုံးကိုရောင်းချပြီးတော့မိုဘိုင်းဖုန်းဆက်သွယ်ရေးလောကတွေကိုခြေစုံပစ်ပြီးဝင်ခဲ့တာအဲ့ဒီဆုံးဖြတ်ချက်ကမှန်ခဲ့တယ်အဲ့ဒီခေတ်တုန်းကမိုဘိုင်းဖုန်းတွေက analog signal 1G စနစ်ကိုသုံးတာအတန်းကမကြည်လင်ဘူးမပြတ်သားဘူးရေဒီယိုလှိုင်းနေလို့ပဲကျွန်တော်မြင်အောင်ပြောရရင် walkie talkie နဲ့ဆင်တူတယ်ဖုန်းပြောနေရင်တခြားလူကကြားဖြတ်ပြီးတော့နားထောင်လို့ရတယ်ပြီးတော့တနေရာနဲ့တနေရာ standard တွေမတူဘူးဥပမာအဖြစ်ထိုင်းမှာသုံးနေတဲ့ဖုန်းကစင်ကာပူရောက်သွားရင်အလုံးမလုံးတော့ဘူး line မမိတော့ဘူးအဲ့လိုပဲစင်ကာပူကဖုန်းကမလေးရှားရောက်သွားလို့ရှိရင်တိုင်ပြောက်သွားပြီ line မမိတော့ဘူးဘာလို့လဲဆိုတော့ standard တွေကတနေရာနဲ့တနေရာအဆက်ဆက်မရှိနေဘူးပြီးတော့အတန်တစ်မျိုးပဲရတယ်စကားပြောလို့ပဲရတယ် message ပို့လို့မရဘူး1990ခုနှစ်မှာ Nokia ကဦးဆောင်ပြီးတော့ Nokia ကထုတ်တဲ့ electronic ပစ္စည်း equipment တွေသုံးပြီးတော့ကမ္ဘာပထမဆုံး GSM စနစ်ကိုတည်ဆောက်ခဲ့တာကဖင်လန်မှာ Nokia ကအခိုင်အမာယုံကြည်ထားတာကကမ္ဘာကြီးကနယ်နိမိတ်အပိုင်းအခြားမရှိပဲဆက်သွယ်လို့ရတယ်နည်းပညာစနစ်တစ်ခုကိုလိုအပ်နေမှာဆိုတာပဲGSM ရဲ့အရှိကောင်းကလည်း Global System for Mobile Communication ကမ္ဘာလုံးကိုဆက်သွယ်လို့ရတဲ့စနစ်ကိုဆိုလိုတာဖြစ်တယ်။ Nokia က GSM အတွက်အခြေခံအဆောက်အုံတာဝါတိုင်းနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးမှာကူညီပေးခဲ့တဲ့အတွက်GSM စနစ်ကိုအခြေခံတဲ့ electronic ပစ္စည်းတွေနဲ့ mobile phone ထုတ်လုပ်ရေးမှာတိတိတတ်တာအခွင့်အသာရခဲ့တယ်။ Nokia ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Motorola က analog စနစ်နဲ့ American standard တွေပေါ်မှာအလုံးလုံးနေတဲ့အချိန်မှာ Nokia က GSM digital phone အမြောက်များကိုထုတ်လုပ်နေပြီ။ပြီးတော့ဥရောပကသူ့ Europe နိုင်ငံတွေမှာ GSM စနစ်ကို run နိုင်ဖို့အတွက်1988ခုနှစ်လောက်ကလေးကစူးစမ်းနေတာ။ Nokia က GSM နည်းပညာကိုဦးဆောင်ပြီးအရှိထွက်လာတော့ဥရောပတိုက်လုံးရဲ့ mobile phone ဈေးကွက်ကိုပိုင်ဆိုင်သွားတယ်။ ဖုန်းအလုံးကြီးတန်းတဲ့ချီပြီးထုတ်လုပ်ရတဲ့အတွက်အဲ့ဒီထုတ်လုပ်တဲ့ကုန်ကြစရိတ်ကပြန်ဘက်ဖုန်းတွေထက်ဈေးနှုန်းရလည်းအများကြီးတက်တာသွားတယ်။ Nokia ကအဲ့ဒီအတားစီးရယူမှုနဲ့ပဲတစ်ကမ္ဘာလုံးကိုလွှမ်းမိုးနိုင်တဲ့ပထမဆုံးဖုန်းပဒံဖြစ်လာတယ်။နောက်တစ်ခုက Nokia မှာ message ပို့လို့ရတဲ့စနစ် SMS ပါလာတယ်။အရှိကောင်းကတော့ short message service ကိုဆိုလိုတာ။ Nokia ကအဲ့ဒါကိုလည်းအကျိုးရှိအသုံးချနိုင်ခဲ့တယ်။ Nokia က T9 ဆိုတဲ့စာရိုက်စနစ်ကိုသုံးပြီးတော့စာရိုက်ရတာကိုပို့ပြီးတော့လွယ်ကူစေခဲ့တယ်။ T9 မတိုင်ခင်ကကျွန်တော်တို့ L တလုံးရဖို့အတွက်ကို5ကို3ခါလောက်နှိပ်ရတယ်။ T9 နဲ့ကြတော့ကျွန်တော်တို့ခလုတ်တစ်ချက်နှိပ်လိုက်အောင်နဲ့ကျွန်တော်လိုချင်တဲ့စကားလုံးကိုခန့်မှန်းပေးတဲ့အတွက်အများကြီးပို့ပြီးတော့လွယ်ကူတယ်။ Nokia က GSM စနစ်ကိုအစောဆုံးပုံဝေါ်ပြီးတော့ရင်းနှီးမြှုပ်နှံခဲ့တာကြောင့်အာရှတလွှားနဲ့ဥရောပတလွှားမှာ GSM စနစ်ပြန့်ပွားသွားတဲ့အချိန်မှာ Nokia ကထုတ်တဲ့ electronic ပစ္စည်းတွေကိုပဲသူတို့ရဲ့တာဝါတိုင်းတွေအတွက်အသုံးပြုကြတဲ့အခါမှာနည်းပညာပိုင်းမှာပါအတားစီးရသွားခဲ့တာဖြစ်တယ်။ Nokia ရဲ့ပြောင်မြောက်လှတဲ့ idea နဲ့ကနဝင်အလှည့်ပြောင်းကဘာလဲဆိုတော့1990ခုနှစ်တွေမှာ mobile phone တွေကစီးပွားရေးလုပ်ငန်းသုံးကိရိယာသက်ပဲအမဲရောင်ရှိမယ်အသားရောင်ရှိမယ်မီးခိုးရောင်ရှိမယ်အဲ့ဒီအချိန်မှာဆယ်ကျော်သက်တွေចောင်းသားတွေတာမန်လူတွေနဲ့ mobile phone ကိုသုံးနေကြတယ်ဒါပေမဲ့သူတို့ကညီးဝေးစရာကောင်းတဲ့အယောင်ပုံတုံးကြီးတွေကိုမသုံးနေကြဘူးသူတို့ရဲ့ကိုရီကိုသွေးနဲ့ live ဖက်မဲ့ပုံစံဒီဇိုင်းတွေကိုပဲရွေးပြီးတော့လိုချင်ခဲ့တာအဲ့ဒါကို Nokia ကကောင်းကောင်းကြီးနားလည်သဘောပေါက်ပြီးတော့ mobile phone ကိုစီးပွားရေးသုံးဆက်သွယ်ရေးကိရိယာအဖြစ်အနေပြီးတော့လူကြိုက်များတဲ့ယဉ်ကျေးမှု pop culture အဖြစ်ကိုပြောင်းလဲခဲ့တယ်ဆိုတော့စက်ကြည့်ရအောင်1998ခုနှစ်မှာ Nokia ထုတ်တဲ့5110ဆိုတဲ့ model မတိုင်မီထွက်ခဲ့တဲ့ဖုန်းတွေကကျွန်တော်တို့ဖုန်းတစ်လုံးဝယ်ပြီးဆိုလို့ရှိရင်အဲ့ဒီဖုန်းရဲ့အယောင်တိုင်းပဲသုံးလို့ရတယ် Nokia က5110ဆိုတဲ့ model ကနေစပြီးတော့လဲတက်ဆင်လို့ရတဲ့ plastic phone ကပါတွေကိုမိတ်ဆက်လိုက်တယ်အဲ့ဒီအချိန်ကနေစပြီးတော့ mobile phone တွေကရုပ်တရက်ဆိုသလိုလုပ်ငန်းသုံးကိရိယာအနေပြီးတော့ fashion အသုံးဆောင်ပစ္စည်းတစ်ခုဖြစ်လာတယ်
ဝတ်စားနဲ့လိုက်ဖက်မဲ့အရောင်ကိုကြိုက်တဲ့ဘောလုံးအသင်းရဲ့အရောင်စသဖြင့်လူတွေကသူတို့စိတ်ကြိုက်ဒီဇိုင်းကာဗာတွေကိုလဲလှယ်ပြီးတော့တက်ဆင့်အသုံးပြုခဲ့ကြတယ်ဖုန်းကိုကာဗာတက်ဆင့်ပြီးတော့အသုံးပြုတဲ့ယဉ်ကျေးမှုကနိုကီယာကိုမိုဘိုင်းဖုန်းဈေးကွက်ထဲမှာပို့ပြီးတော့လွှမ်းမိုးစေခဲ့တယ်နိုကီယာမတိုင်ခင်မိုဘိုင်းဖုန်းတွေမှာသုံးတဲ့ ringtone တွေကအန်နေကြပြီးတော့ညီးငွေဖို့ကောင်းတယ်အဲ့တော့နိုကီယာကသူများနဲ့မတူတဲ့စပိန်ဂီတာတီးနှုံးဖြစ်တဲ့ Granville ကတန်စင်တချို့ကိုဆွဲထုတ်ပြီးတော့သူတို့ရဲ့အခြေခံ ringtone အနေနဲ့ထားခဲ့တယ်စက်ပညာရှုထောင့်ရအဲ့ဒီ ringtone ကနဝင်ချိုပြီးတော့မှတ်မိလွယ်တယ်အဲ့တော့ကော်ဖီဆိုင်မှာပဲဖြစ်ရထားပေါ်မှာပဲဖြစ် ringtone ထားမိပြီဆိုတာနဲ့ဟာဒါ Nokia သုံးတဲ့လူပဲဆိုတာကိုချက်ချင်းသိရှိနိုင်တယ်ပြီးတော့ Nokia ရဲ့ iconic ဖြစ်တဲ့ ringtone ဖြစ်လာတယ်နောက်တစ်ခုက Snake Game ကျွန်တော်တို့အားလုံးသိကြတယ်အဆက်လေးကိုလိုက်ဆိုင်နဲ့အတန်းကအရှိကြီးဖြစ်လာတာနယံကိုတိုက်မိရင်ဒါမှမဟုတ်ကိုပြန်တိုက်မိရင်ရှုံးတယ်အဲ့ဒီ game က Nokia ဖုန်းတွေမှာပါလာပြီးတော့လူတွေက bus ကားဆောက်နေတဲ့အချိန်ယထာစီးနေတဲ့အချိန်တွေမှာအဲ့ဒီ Snake Game ကအပြင်းပြေစရာဖြစ်လာတယ်ကမ္ဘာပေါ်မှာပထမဆုံးဖုန်းနဲ့စပြီးတော့ဆော့တဲ့ game ကအဲ့ဒီ Snake Game ပဲအဲ့လိုနဲ့ဖုန်းပြောရုံ message ပို့ရုံတသက်မဟုတ်ပဲနဲ့ဖြော်ဖြေရေးကိရိယာတစ်ခုကဖြစ်လာတယ်1998ခုနှစ်မှာ Nokia ကအမေရိကန်ရဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Motorola ကိုကြော်တက်ပြီးတော့ကမ္ဘာရောင်းအားအကောင်းဆုံးဖုန်းတစ်ခုဖြစ်လာတယ် Nokia ရဲ့ view ဟာကလူရန်စားအလွှာအသီးသီးအတွက် model ပေါင်းစုံကိုဖြန့်ကျက်ပြီးတော့ချထားတဲ့ view ဟာအခြေခံလူရန်စားတွေအတွက်တီးတက် model လူလက်တန်းစားတွေအတွက်တီးတက် model တထေးတွေအတွက်တီးတက် model Nokia က mobile phone ကလူတဦးတယောက်ချင်းစီအတွက်အရေးပါတဲ့ကိုရေးကိုတာပစ္စည်းဆိုတာကိုအခိုင်အမာယုံကြည်တယ်ထင်ရှားတာကတော့ Nokia ရဲ့3310ဆိုတဲ့ model ဈေးသက်သာတယ်အကျန်းခန့်တယ်ဘက်ထရီနဲ့တစ်ခါသွင်းပြီးတစ်ပတ်လောက်သုံးလို့ရတယ်အဲ့တော့ Nokia ကအိန္ဒိယအာဖရိကနဲ့အရှေ့တောင်အာရှကလူသန်းပေါင်းများစွာကိုအဲ့ဒီ model နဲ့ဖန်ဆားနိုင်ခဲ့တယ်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ဆိုရင်လည်း Nokia ရဲ့ communicator ဆိုတဲ့ series ရှိတယ်လက်တော့အသေးစားလေးပုံစံမျိုး keyboard ပါတယ်2009ခုနှစ်မှာ Nokia ကတကမ္ဘာလုံးရဲ့ smartphone ဈေးကွက်ရဲ့49.4% အထိကိုပိုင်ဆိုင်နိုင်ခဲ့တယ်တကမ္ဘာလုံးရဲ့ထက်ဝက်နီးပါးကိုပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်တယ်အမြတ်ငွေလည်းဘီလီယံပေါင်းများစွာရရှိခဲ့တယ်အဲ့လိုနဲ့ Nokia ကသူတို့ဘယ်သူမှမရှင်နိုင်လောက်ဘူးလို့ယူဆခဲ့ကြတယ်အဲ့ဒီအယူဆကပဲ Nokia ရဲ့ကြဆုံငယ်ရဲ့အစဖြစ်လာခဲ့တယ် Nokia က hardware ဘိုင်းကိုအရင်ဦးစားပေးခဲ့တယ်စမ်းသစ်တီထွင်တယ်ဆိုတာကဖုန်းကိုယ်တွေကိုနည်းနည်းလေးပါအောင်လုပ်လိုက်တာခလုတ်တွေကိုဒီဇိုင်းပြောင်းတာကင်မရာကိုနည်းနည်းလေးနေရာရွှေ့လိုက်တာအဲ့လို hardware ဘိုင်းတွေကိုပဲ innovation လုပ်ပြီးတော့ software ဘိုင်းကိုကြတော့လုံးလုံးကြီးလစ်လူရှုထားခဲ့တယ် Nokia ကသူ့စီမှာသုံးတဲ့ Symbian operating system ကိုလည်းခလုတ်နှိပ်လို့အလုံးလုံးရင်ပြီးရောဆိုအောင်တော့ပဲသဘောထားခဲ့တယ် model တစ်ခုအတွက်ထုတ်ထားတဲ့ game ကနောက် model တစ်ခုမှအလုံးမလုံးနေခဲ့ဘူး hardware ဘိုင်းမှာအားကောင်းတော့ Nokia ကအဲ့ဒါကိုဂရုမစိုက်ခဲ့ဘူး2009ခုနှစ်မှာ Steve Jobs က iPhone ကိုစပြီးတော့မိတ်ဆက်တယ် Nokia ကထိပ်တန်း engineer တွေကချက်ချင်းပဲအဲ့ဒီ iPhone ကိုဝယ်ပြီးတော့တစားစီဖြုတ်ပြီးတော့စမ်းသပ်ကြတယ် Nokia ရဲ့ hardware စံနှုန်းတွေနဲ့ရှင်လို့ရှိရင် iPhone ကစမ်းသပ်မှုတိုင်းမှာကြာရှုံးတယ်မှန်ကွဲလွယ်တယ်ဘက်ထရီကလည်းတစ်ရက်တော့မခံဘူး Nokia ကတပတ်လောက်ထိခံတယ်အချိန်မှာဈေးကလည်းကြီးတယ် line ကလည်း 2G ပဲရတယ် Nokia က iPhone ကိုဟာတာတစ်ခုလိုပဲမြင်တယ်ချင်းချောက်မှုတစ်ခုလို့မမြင်ခဲ့ဘူး Nokia ကသဘောမပေါက်ခဲ့တာကသတိမထားမိခဲ့တာက Apple ကဖုန်းတစ်လုံးကိုထုတ်လုပ်လိုက်တယ်ဆိုတာထက် mobile smartphone တွေရဲ့အခန်းကဏ္ဍတစ်ခုလုံးကိုအတိတ်ပဲအသစ်ဖွင့်ဆိုလိုက်တယ်ဆိုတာပဲပြိုင်ဆိုင်မှုတွေက plastic ခလုတ်တွေမဟုတ်တော့ဘဲနဲ့ software စနစ်တွေဖြစ်လာခဲ့တယ်2008ခုနှစ်မှာ Apple ရဲ့ App Store နဲ့ Google ရဲ့ Android တို့ထွက်လာတဲ့အချိန်မှာ Nokia ကအငိုက်မိသွားခဲ့တယ် Nokia ရဲ့ operating system ဖြစ်တဲ့ Symbian က application ရေးတဲ့ developer တွေအတွက်အရန်ကိုရှုပ်ထွေးလွန်းနေခဲ့တယ်အဲ့တော့ developer တွေက Apple နဲ့ Android စီမှာပြောင်းပြီးတော့ application တွေရေးကြတော့တယ် Apple နဲ့ Google က application တွေတန်းနဲ့ချီပြီးတော့ဖန်တီးနေတဲ့အချိန်မှာ Nokia က300ခက်တဲ့စနစ်ဟောင်းကြီးတွေမှာပိတ်မိနေခဲ့တယ် Nokia ဖုန်းတွေမှာကိုယ်တွေပဲကျန်တယ်2008ခုနှစ်မှာ Android ကနေရာယူလာတာကို Nokia ကမြင်တယ်ဒါပေမဲ့ Nokia ကချက်ချင်းမပြောင်းလဲခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီချိန်မှာ Nokia ဖုန်းတွေကရောင်းအားကောင်းနေစေဒေါ်လာဘီလီယံနဲ့ချီပြီးတော့ရရှိနေစေဖြစ်လို့ Nokia ရဲ့ခေါင်းဆောင်ပိုင်းတွေကလက်ရှိသွားနေတဲ့စနစ်ကရှေ့လျှောက်အလုံးမဖြစ်နိုင်ဘူးဆိုတာကိုပွင့်လင်းလင်းချပြပြီးတော့စနစ်တစ်ကိုသွားမှဆိုလို့ရှိရင်ကုမ္ပဏီကိုအစနဲ့စပြီးတော့ပြန်ပြီးတော့ဖွဲ့စည်းရမှာဖြစ်ပြီးတော့လက်ရှိရနေတဲ့အမျက်စုံတွေကလည်းသူတို့တို့မရေရဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကုမ္ပဏီရဲ့ဌာနတစ်ခုနဲ့တစ်ခုကြားထဲမှာသဘောထားမတိုက်ဆိုင်တာတွေညှိမရတာတွေဖြစ်လာတယ်ကုမ္ပဏီကိုမုံမှန်တိဆောက်ရမယ့်အစားအမျက်စုံတွေပေါ်မှာပဲတာယာနေခဲ့ကြတယ်တကယ်နောက်ကျနေပြီဆိုပြီးတော့အတိဝင်
ဝင်လာတဲ့အချိန်မှာထွက်ပေါက်အားလုံးကပိတ်သွားခဲ့ပြီ2010ခုနှစ်မှာ Nokia က smartphone ဈေးကွက်မှာတိတိတတ်တာရှုံးလိုက်လာတော့အခြေအနေတွေကိုပြန်ပြီးတော့ထိန်းသိမ်းမှုအတွက်သူတို့ရဲ့ company ကိုဦးဆောင်မှု Microsoft ရဲ့အမှုဆောင်ရာရှိကနေဒါနိုင်ငံသား Stephen Elop ကိုငှားခဲ့တယ်သူက Nokia ရဲ့သမိုင်းမှာပထမဦးဆုံး Finland နိုင်ငံသားမဟုတ်တဲ့အမှုဆောင်ရာရှိဖြစ်လာတယ် CEO ဖြစ်လာတယ်2011ခုနှစ်မှာ Stephen က Nokia ဝန်ထမ်းတွေစီကိုစာတစ်စောင်ရေးခဲ့တယ်အဲ့ဒီစာက Banning Platform ဆိုပြီးတော့နာမည်ကြီးတဲ့နည်းပညာသမိုင်းမှာစိုးဝါးတဲ့စာတစ်စောင်လည်းဖြစ်တယ်အဲ့ဒီစာထဲမှာသူကဝန်ထမ်းတွေကို Nokia ကမီးလောင်နေတဲ့ရေနံစင်ကြီးပေါ်ကိုရောက်နေပြီးတော့ဒီတိုင်းဆက်နေရင်မီးလောင်ပြီးတော့တေရလိုက်မယ်မတေကျင်လို့ရှိရင်အေးဆက်ပြီးတော့မှောင်မိုက်နေတဲ့သမုဒ္ဒရာရေပြင်တွေကိုခုန်ချရလိုက်မယ်ဆိုပြီးတော့ရေးသားခဲ့တယ်ဆိုလိုတာကတော့ Nokia ကကြီးမားတဲ့အရွေးတစ်ခုကိုလုံးဝရတော့မယ်ဆိုတာကိုပြောချင်တာဒါပေမဲ့အဲ့ဒီစာကအပြင်ကိုပေါက်ကြားသွားခဲ့တယ်စိတ်ပညာရှုထောင့်ကကြည့်ရင် CEO ကိုယ်တိုင်ကသူတို့စီကထုတ်တဲ့ပစ္စည်းကအမိုက်ပါဆိုတာကိုတကဘာလုံးသိအောင်ကြေညာလိုက်သလိုဖြစ်သွားတယ်ချက်ချင်းဆိုသလိုပဲ Nokia ဖုန်းတွေကရောင်းအားတွေထိုးကျသွားတယ် CEO ကိုယ်တိုင်ကအမိုက်ပါဆိုပြီးတော့ကြေညာတဲ့ဖုန်းတစ်လုံးကိုဘယ်သူကဝယ်ကျင်တော့မလဲနောက်ဆုံးမှာ Nokia ကမီးလောင်နေတဲ့ရေနံစင်ကနေပြီးတော့အေးခဲနေတဲ့ရေပြင်ကိုခုန်ချလိုက်ရတယ်အဲ့ဒီအချိန်မှာ Nokia ကအသက်ဆက်နိုင်မှုအတွက်သူစီမှာရွေးချယ်စရာနှစ်ခုရှိခဲ့တယ်သူတို့ရဲ့ software စနစ် operating system တို့က Google ရဲ့ Android ကိုရွေးမလား Microsoft ရဲ့ Windows Phone ကိုရွေးမလားသူတို့ရဲ့ CEO က Microsoft ရဲ့အမှုဆောင်ဟောင်းတယောက်ဖြစ်နေတဲ့ပုံမှာ Nokia က Windows Phone ကိုရွေးချယ်ခဲ့တယ်အဲ့ဒါကမှားယွင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်ခဲ့တယ်2011ခုနှစ်မှာ Android နဲ့ iOS တို့မှာ application တွေတန်ပေါင်းများစွာရှိနေတဲ့အချိန်မှာ Windows Phone မှာမရှိသလောက်ပဲ Nokia က Windows Phone operating system ကိုသုံးထားတဲ့ design ဘက်မှာအရန်လှတဲ့ Lumia series ဖုန်းတွေကိုထုတ်ခဲ့သေးတယ် YouTube Instagram နဲ့လူကြိုက်များတဲ့ game တွေကို download ဆွဲလို့မရတော့ဘယ်သူမှမဝယ်ကြဘူး2013ခုနှစ်မှာ Nokia ကအသက်ဝင်ငွေပဲကျန်တော့တယ်နောက်ဆုံးသူတို့ရဲ့ mobile phone လုပ်ငန်းစုတစ်ခုလုံးကို Microsoft စီမှာ$7.2 billion နဲ့ရောင်းချလိုက်ရတယ်တကမ္ဘာလုံးရဲ့ smartphone ဈေးကွက်ရဲ့90%ကိုစိုးမိုးထားနိုင်ခဲ့တဲ့ Nokia ကဘယ်သူမှမရှင်းနိုင်ခဲ့တဲ့ Nokia ကနောက်ဆုံးမှာတာမန်ဈေးပေါ်နဲ့ရောင်းချတာကိုခံလိုက်ရတယ် Nokia ကဖုန်းတွေကြောင်းတက်မဟုတ်ဘူးကျွန်တော်တို့သင်ခန်းစာယူစရာတွေရှိတယ် Nokia ကိုကြဆုံးစေခဲ့တာက Apple လည်းမဟုတ်ဘူး Microsoft လည်းမဟုတ်ဘူးနောက်ဆုံးသူတို့ရဲ့အောင်မြင်မှုကြောင့်ပဲသူတို့ရဲ့ကြရှုံးမှုကဖြစ်လာတယ်ထိတ်ဆုံရောက်သွားတဲ့အချိန်မှာလူတွေကအဲ့ဒီအောင်မြင်မှုတွေမှာတာယာသွားတတ်ကြတယ်စွန့်စားရမှာကိုကြောက်သွားကြတယ်အနာဂတ်ကိုတိဆောက်ရမယ့်အစားအတိတ်ကအောင်မြင်မှုတွေပဲဖတ်တွေ့ဖို့ကြိုးစားလာကြတယ်ဒါပေမဲ့လောကကြီးရဲ့ခါးသီးတဲ့အမှန်တရားကဒီနေရာကိုရောက်လာစေခဲ့တဲ့အရာတွေကနောက်တစ်နေရာကိုဆက်သွားဖို့အာမခံချက်မပေးနိုင်ဘူးဆိုတာပဲကျွန်တော်တို့အားလုံးလည်းအတိတ်ကပြီးခဲ့တဲ့အရာတွေကိုမဖတ်တွေ့တာပဲနဲ့အတိတ်ကအမှားတွေကိုသင်ခန်းစာယူပြီးတော့လှပတဲ့အနာဂတ်တွေကိုတည်ဆောက်နိုင်ကြပါစေလို့ပြောချင်ရတဲ့ပဲကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာအဆုံးသတ်လိုက်ပါရစေနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့